ပရိတ်တော်ရဲ့အထိပ္ပယ်ကိုရှင်းပြပြီးတော့မူပါရှင်ဗျာပရိတ်ကြီး73နဲ့မြည်စည်းပရိတ်ကတော့မြတ်စွာဘုရားကိုယ်တိုင်မိန့်ဆိုခဲ့ပြီးတော့မြည်စည်းပရိတ်များကတော့အခြားသူများစီမံထားတဲ့ပရိတ်တော်များဖြစ်ပါလေရှင်ဗျာပရိတ်တာဆိုတာ protection ပဲမှန်ပါဗျာအကားဝယ်ဒါပေမဲ့မြတ်စွာဘုရားပရိတ်တာကိုဟောတဲ့အခါဘာကိုအခြေခံဟောတာတော့ဆိုရင်အခြေခံနှစ်ခုကတော့မေတ္တာနဲ့သစ္စာမှန်ပါဗျာမေတ္တာပို့ခြင်းသစ္စာထားခြင်းသစ္စာပြုခြင်းအပြင်ကိုယ့်ရဲ့အန္တရာယ်ကိုကာကွယ်တာမှန်ပါဗျာနောက်တစ်ခုကတော့ဘုရားကုံတရားကုံကိုအာရုံပြုတာမှန်ပါဗျာပရိကြီး73ဆိုတာဗမာပြည်မှာသတ်မှတ်ထားတဲ့ဟာတစ်ခုကိုပြောတယ်မှန်ပါဗျာဒီဟိုတို့ဘာတို့မှာ73မကတာလည်းရှိတယ်မှန်ပါဗျာဒီထဲမှာပါတာတွေလည်းရှိတယ်ဒါဗမာပြည်က tradition အနေနဲ့ကိုယ်နိုင်ငံကိုသတ်မှတ်ထားတဲ့ပရိပဲဖြစ်တယ်မှန်ပါဗျာအဲ့ဒီပရိတွေကဟိုမင်္ဂလာတုတ်ဆိုတာတော့ပရိမဟုတ်ဘူးနော်ရှရဏတုတ်ကပရိမှန်ပါဗျာမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တယ်မှန်ပါဗျာမေတ္တာတုတ်ကလည်းအယန္တာအတွက်မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တယ်မှာတော့မေတ္တာတုတ်ဆိုတာ introduction ပဲအလုံးကိုမိတ်ဆွေဖြစ်အောင်မေတ္တာပို့တာပဲမှန်ပါဗျာမိတ်ဆွေဖြစ်သွားရင်သူကအနည်းရောနေသွားတာပဲနော်မှန်ပါဗျာခွေးတောင်မှကိုယ်ကရိုက်မယ်လို့ရင်ခွေးကပြန်ကိုက်မှာမှန်ပါဗျာခွေးကိုထင်းချက်ကျွေးတယ်သူကြိုက်တာတွေကျွေးမိတ်ဆွေဖြစ်တာမှန်ပါဗျာအဲ့လိုပဲမှန်ပါဗျာနော်ဒေါသနဲ့လာတဲ့လူကိုဒေါသမဖြစ်အောင်သူ့ကိုအချိုပေးတာပေါ့နော်မှန်ပါဗျာမှန်ပါအဲ့ဒါမေတ္တာတုတ်ကလည်းဖျားဟောတယ်ခန္ဓာတုတ်ဆိုတာလည်းပဲမွေအစိတ်တော်တော်တွေနဲ့အကိုက်အောင်အနေမရှိအောင်ဟောတာဖျားဟောတာပါနောက်ဝတ္တတုတ်ဆိုတာဖျားအလောင်းလေးသစ္စာဆိုခဲ့တဲ့သစ္စာကြောင့်ဖြစ်တာနော်သစ္စာဆိုခဲ့တဲ့အကြောင်းကိုပြန်ဟောတဲ့ဟာအဲ့ဒါလည်းပဲဖျားဟောတယ်ဖျားဟောပဲမှန်ပါဗျာမောရတုတ်ဆိုတာလည်းပဲဖျားလောင်းဒီဥတော်ဘဝတုန်းကအယန္တာလောက်ခဲ့တာတွေကိုဒါလည်းဖျားပြန်ဟောထားတယ်ဟာမှန်ပါဗျာတဆက်ကတုတ်ဆိုတာလည်းတရားမင်းကြီးရဲ့စစ်ထွက်တဲ့အခမ်းအနားကိုနမူနာယူပြီးတော့ဗုဒ္ဓနုတ္တိဓမ္မနုတ္တိသံဃာနုတ္တိဆိုတဲ့ဘုရားကုံတရားကုံသံဃာကုံနေနဲ့လူတွေရဲ့ဘေးရအန္တရာယ်တွေကိုကာကွယ်ပေးတဲ့သဘောဒါလည်းဘုရားဟောတာပဲမှန်ပါဗျာဒီအင်္ဂုလိမာလပရိဆိုတာအင်္ဂုလိမာလအတွက်မြတ်စွာဘုရားဟောပေးတယ်မှန်ပါဗျာသူ့ရဲ့ဘဝအစဉ်ပြေဖို့သူကရန်သူများတယ်မှန်ပါဗျာသူကတတ်ခဲ့တာတွေရန်သူတွေများတော့လူမှုအကျိုးပြုလုပ်ငန်းတစ်ခုကိုလှုပ်စေခြင်းအပြင်သူ့ပေါ်မှာအညိုတေးတွေဒီရန်သူတွေရောပါတော့မှန်ပါဗျာမေတ္တာနဲ့လုပ်ပေးတာပေါ့နော်နောက်ပြီးတော့ဘုဇင်တုတ်ဆိုတာလည်းပဲမြတ်စွာဘုရားဟောတာပါပဲဒါပေမဲ့ဘုဇင်တုတ်မူရင်းကိုခြုံပြီးတော့နောက်ဆရာတွေရေးထားတာအခုပရိတ်ကြီးထဲမှာပါတယ်ဘုဇင်တုတ်ကမှန်ပါဗျာအ내အဓိပ္ပာယ်ကိုခပြာနဲ့စီ